ဒီနေ့ပြောချင်တာကတော့1994ခုနှစ်မှာ Robert Zemeckis ရိုက်ကူးထားပြီးမင်းသားကြီး Tom Hanks ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် Oscar ဆု6ဆုထိပါရခဲ့တဲ့ Forrest Gump ဆိုတဲ့ရုပ်ရှင်ဇာတ်ကားလေးအကြောင်းပြောပြပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုသိရသူတွေကတော့သိကြမှာပါ။ဒါပေမဲ့မသိသေးတဲ့သူတွေအတွက်ကြိုပြီးတော့မှစကားခံထားတဲ့သဘောပါရှင်။ဒီဇာတ်ကားကိုခြုံပြောရရင် Forrest Gump ကမွေးကလေးကငြိမ်နေပြီးတော့ IQ 85ပဲရှိလို့ကျောင်းတက်ဖို့တော့ခက်ခဲတဲ့သူတစ်ယောက်ဖြစ်တယ်။ Forrest ကသူ့အမေရဲ့သူ့တငယ်ချင်းချင်းဒီအပြင်သူ့ဘဝတစ်လျှောက်ကြုံလာရတဲ့လူတိုင်းကိုသစ္စာရှိရှိသဘောထားကြီးနဲ့ကြည်ကျင်နာဆက်ဆံတတ်တယ်။အကျန်းဖက်တာတွေစစ်ပွဲတွေမူရစေဝါတွေနဲ့ဆုပ်ယုပ်လာတဲ့လူအဖွဲ့အစည်းတွေမှာ Forrest ကတဘာဝအတိုင်းပဲနေတဲ့သူတနည်းပြောရရင်လူယိုကြီးပေါ့He got me invested in some kind of fruit company. And so then I got a call from him saying we don't have to worry about money no more. And I said, that's good. ကြိုးစားတိုင်းမဖြစ်တဲ့လူဖွဲ့အစည်းထဲမှာဘာကူမှမျော်လင့်မထားပဲနေတဲ့လူယိုကြီး Forrest စီကိုအောင်မြင်မှုအခွင့်အလမ်းတွေကတစ်ခုပြီးတစ်ခုရောက်လာတဲ့ဆက်လက်လေးပေါ့ Forrest ကလူသားတယောက်အနေနဲ့တော့ဘဝအောင်မျော်လင့်ချက်တော့ထားတယ်။သူတပားအကျိုးထိခိုက်အောင်လုပ်တာမျိုးမရှိဘူး။သူ့ပြုမှုတွေကအမြဲတမ်းယူသားတယ်။ Forrest လိုလူမျိုးကိုကြတော့ psychology မှာဆိုရင် moral intuition အကျိုးသင့်အကြောင်းသင်စဉ်းစားတွေးခေါ်တာမျိုးမဟုတ်ပဲခံစားချက်တွေကိုအတိတ်ကဖြစ်ခဲ့တဲ့ဖြစ်ရတဲ့နိုင်ရှင်ပြီးအမားနဲ့အမှန်ခွဲခြားဆုံးဖြတ်တဲ့သူမျိုးလို့အတိတ်ပဲဖွင့်လို့ရတယ်။ Forrest ရဲ့အမေကသူ့ကိုငယ်ကလေးကဘဝမှာကျင်နာတတ်ဖို့သင်ပေးလိုက်ပြီးသား။ဒါကြောင့်အဲဒီ trait ကနေပြီးတော့သူအခုလိုရိုးသားကြိုးစားကျင်နာသနာတတ်တဲ့သူဖြစ်တာတဲ့ဆိုရင်လည်းရတယ်။သူ့ဘဝတစ်လျှောက်လူတွေရဲ့အသွေးဖက်ခံရအနိုင်ကျင့်ခံရတာတောင်တာမန်လူတွေဆိုအဲ့လိုအခြေအနေမှာဆိုရင်စိတ်သက်ကြပြီးလေနေရလွင့်ဆိုတဲ့အခြေအနေမျိုးရောက်နေပြီလေဒါပေမဲ့ Forrest ကတော့ကြောင်ပြီးရနဲ့စစ်တပ်ထဲဝင်နေစီးပွားရေးတွေလုပ်တယ်တာမန် ES ကနေပြောရရင် Forrest ကလဲကြတိုင်းပြန်ထားတယ်ပေါ့Running for women's rights! Or for the environment! Or for animals! They just couldn't believe that somebody would do all that running for no particular reason. ဒါဆို Forrest က consistency ရှိတယ်ပေါ့အဲ့လိုမျိုးလဲတစ်ချက်ပြောလို့မရပြန်ဘူး consistency ဆိုတာအရာတစ်ခုကိုတမတ်ထဲလုပ်နေမှ consistency လို့ခေါ်တာမျိုးမဟုတ်ဘူးကိုယုံကြည်တဲ့အရာလုပ်ရက်တွေကိုမြတ်တစံနှုန်းတစ်ခုထားပြီးလှုပ်ဆောင်တာကိုလည်းဆိုလိုလို့ရတယ်ကျမပြောချင်တာကတော့ကိုလူကောင်းတယောက်အနေနဲ့တတ်မှတ်ပြီးတော့ကောင်းမှုမဲ့ခြင်းတဲ့အရာတွေကိုပဲလုပ်တဲ့အယူအဆ moral identity ကိုပြောချင်တာမြန်မာလို့ဆိုရင်ကိုချင်းတရားကောင်းတဲ့သူပေါ့ဒါဆိုကျမပြောတာဘာကွာလဲလို့မေးရင်ကျမအမြင်ကတော့ Forrest ကတက်ကထွက်လာပြီးကြတဲ့စီးပွားရေး2ခု3ခုလောက်ကိုအောင်မြင်နေပြီမဲ့သူအပြောင်းအလဲလေးတွေလုပ်နေတာကိုတွေ့ရလိမ့်မယ်ပြီးတော့သူစလုပ်တဲ့လုပ်ငန်းအစအနဲ့အဆုံးအထိသူများအကျိုးဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲလုပ်ခဲ့တာဒီအချက်တွေကြောင့် Forrest က consistency ကြောင့်မဟုတ်ပဲ moral identity ကြောင့်ဒီဇလန်ထဲမှာကြံခံရက်တည်နိုင်တဲ့သူတယောက်ဖြစ်နေတယ်လို့မြင်မိပါတယ် Life is a box of chocolates, Forrest. You never know what you're gonna get. Mama. Forrest Gump ရဲ့အမေပြောခဲ့တဲ့ငါသားဘဝဆိုတာချောကလက်ဘူးလို့ပဲဘာထွက်လာမလဲဆိုတာမသိဘူးဆိုတဲ့စကားမှာကျမတို့လူသားတွေကဘဝမှာအကြောင်းအမျိုးမျိုးကံကြမ္မာအမျိုးမျိုးကိုရွေးချယ်ခွင့်ရတာမျိုးမဟုတ်ပဲဖြစ်လာမဲ့အရာတွေကိုအစိုးဖြစ်ဖြစ်အကောင်းဖြစ်ဖြစ်လက်ခံရတာ Forrest ကလည်းအဲ့လိုပဲသူ့ဘဝမှာဖြစ်ပျက်ကြုံတွေ့ရတာတွေကိုလက်ခံပြီးအာရုံမများပဲရှေ့ဆက်နေတာမျိုးပေါ့ Forrest က IQ နှိမ်ပြီးတော့အသက်2နှစ်နဲ့9နှစ်သားအရွယ်လောက်တောင်လက်တွေ့မကျတဲ့တွေးခေါ်နိုင်စွမ်းပဲရှိတာဆိုပေမဲ့ assimilation လို့ခေါ်တဲ့အတွေ့အကြုံအသစ်တွေကိုချင့်ချိန်နားလည်နိုင်ပြီးတော့ accommodation လို့ခေါ်တဲ့အဲ့ဒီအတွေ့အကြုံတွေကိုအသိပညာအသစ်အနေနဲ့ပြင်ဆင်နိုင်စွမ်းတွေးရှိတဲ့သူဖြစ်တယ်ဥပမာပြောရရင်ဗီယက်နမ်စစ်ပွဲမှာစစ်မြေပြင်နဲ့ပတ်သက်ပြီးအခြေအနေကိုလိုက်ရောညီထွေအောင်နေထိုင်လာတာမျိုးပင်ပေါင်ကစားနည်းကိုရိုးရှင်းသင်ယူလာနိုင်တာမျိုးတွေကဒီအချက်နဲ့ကိုက်ညီနေတယ် Why are you so good to me? You're my girl. ပြီးတော့ Forrest မှာ Jenny ဆိုတဲ့ချစ်သူကောင်မလေးတယောက်လည်းရှိတယ် Jenny ကတော့ငယ်ကလေးကသူ့အဖေရဲ့လိန်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုခံခဲ့ရတယ်ဒါပေမဲ့သူက Forrest ကိုတော့တော်တော်လေးချစ်ရှာတယ်စက်ကားထဲမှာကြည့်ရင် run Forrest run ဆိုပြီးတော့မှခဏအားပေးရှာတယ် Run, Forrest, run! အရွယ်လေးရောက်လာတော့ Forrest နဲ့ Jenny ကလည်းသူ့ဘောနဲ့သူဖြစ်နေကြပြီ
Forest ကတော့စစ်မှုတွေထမ်းပင်ပေါင်တွေကစားပဇွန်လုပ်ငန်းတွေနဲ့အောင်မြင်ကြီးပွားနေတဲ့အချိန် Jenny ကတော့မူရစ်စေဝါတွေနဲ့အပျော်မယ်ညငယ်လိုပြဿနာပေါင်း16000နဲ့ဖြစ်နေတယ်။ Forest ကသူ့ကိုဘလောက်ချစ်ကြောင်းထုတ်ပြJenny ကတော့ငယ်ဘဝသူ့အဖေရဲ့လိန်ပိုင်းဆိုင်ရာအကျဉ်းဖက်ခံရတဲ့စိတ်ဒဏ်ရာတွေကနေရုံမထွက်နိုင်ဘူးဖြစ်နေတယ်။ဒါပေမဲ့ Forest ကတော့သူ့အပေါ်ရိုးသားတဲ့စိတ်နဲ့ဆက်ချစ်နေတော့မယ်။ Forest ပြောသလိုပဲငါညံမကောင်းဘူးဒါပေမဲ့ချစ်တယ်ဆိုတာကိုတော့နားလဲတယ်လို့ဆိုသလိုပေါ့။ Forest ကလည်း Jenny မှာဖြစ်နေတဲ့ပြဿနာတွေကနေတဘဝလုံးစာကာကွယ်ပေးခြင်းတယ်။စောင့်ရှောက်ပေးခြင်းတယ်။ဒါပေမဲ့ငယ်စဉ်ကတည်းက iodine တက်ချိုးတက်နေတဲ့ Forest တယောက်ကတော့ Jenny ရဲ့စိတ်ဒဏ်ရာတွေကိုနားမလည်ပေးနိုင်ခဲ့ဘူး။ဇက်လန်လေးရဲ့အဆုံးမှာတော့ Jenny လည်းတည်သွားတယ်။ကြံခဲ့တဲ့ Forest နဲ့သူတို့ရဲ့သားလေးကတော့ရိုးရှင်းတဲ့ဘဝလေးနဲ့ပဲနေထိုင်ရင်းနဲ့အဆုံးသတ်သွားတယ်ပေါ့